တဲ့ရဲ့ Facebook အကောင့်ကတကယ်ရောလုံခြုံရလား password တစ်ခုတည်းနဲ့တင်လုံလောက်ပြီလို့ထင်နေရင်တော့တင်အမှားကြီးမှားနေပါပြီ2026ထဲမှာနည်းပညာတွေပုံမြင့်လာတာနဲ့အမျှ hacker တွေရဲ့နည်းလမ်းတွေကလည်းပုံမဆန်းသက်လာပြီဖြစ်ပါတယ်ဒီနေ့မှာတော့ hacker တွေဘလို့မှဖောက်ထွင်းဝင်လို့မရအောင်စီမံထားရမယ် Facebook ရဲ့မရှိမဖြစ်လုံခြုံရေး setting တွေအကြောင်းကို MM Silo ကနေလက်တွေ့ပြသပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဗီဒီယိုလေးမစခင်မှာ application လေးတစ်ခုအရင် down ထားပါဗျကျွန်တော်အဲ့ဒါလေးကို down လေးကိုအရင်ပြပါမယ်ဒီကောင်လေးဖြစ်ပါတယ်ကျွန်တော် Google Authenticator ဆိုတဲ့ application လေးဖြစ်ပါတယ်အဲ့ကောင်လေးကို download တော့ကျွန်တော်တို့ Play Store ထဲကိုအရင်ဝင်ပါမယ်ဝင်လိုက်ပါ Play Store ထဲကိုရောက်ရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာကျွန်တော်ရိုက်တာလို့ Google Authenticator ဆိုပြီးရိုက်လိုက်ပါကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက် open လို့ပေါ်နေတာဖြစ်ပါတယ်မရှိသေးတဲ့လူချင်းမင်းတို့ဖုန်းထဲမှာအဲ့ကောင်လေးကိုအရင်ထည့်ထားပေးဖို့အကြံပြုပါတယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ Facebook ထဲကိုဝင်ပါမယ် Facebook ထဲကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီဘက်က profile ပုံလေးကိုနှိပ်ရပါပြီးရင် setting ကိုနှိပ်ပါ setting ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ password and security ဆိုတာကိုနှိပ်ပါမယ်အဲ့အတွက်ကျွန်တော်တို့ဒီအောက်မှာ password and security ဆိုတာရှိပါတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ရပါဗျအဲ့ကောင်လေးကိုနှိပ်ပြီးတာနဲ့ကျွန်တော်တို့ကဒီမှာ change password အောက်မှာ two factor ဆိုတာရှိပါတယ်အဲ့ကောင်ကိုကျွန်တော် two factor ခံထားလားမခံထားလားအရင်ကြည့်ပါအဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ကို profile ပုံကိုရွေးလိုက်ပါရွေးနှိပ်လိုက်ရင်သူကခဏလေးပြ line မကောင်းလို့ဖြစ်တယ်အဲ့မှာကျွန်တော်တို့ဒီမှာဆိုရင်ခုနကကျွန်တော် download ဆွဲထားတဲ့ application လေးနဲ့ချိတ်ဖို့ recommend ပေးပါတယ်အဲ့ကောင်လေးကဘာကြောင့် recommend ပေးရလဲဆိုရင်ကျွန်တော်တို့မြန်မာပြည်ကတချို့ဖုန်းနံပါတ်တွေကိုခုနောက်ပိုင်း Google ကSMS တွေမပို့တော့တာရှိတယ်ဗျအဲ့လိုအချိန်ဒီမျိုးမှာကြာရင်ကျွန်တော်ဖုန်းတစ်လုံးချိန်တဲ့အချိန်မှာ SIM code မကြတော့တဲ့အခါမျိုးမှာကျွန်တော်ခုနက down ထားတဲ့ Google Authenticator ဆိုတဲ့ application လေးကအသုံးဝင်ပါတယ်အဲ့ကောင်လေးတွေက code တွေနဲ့ကျွန်တော်တို့ဖွင့်လို့ရပါတယ်အဲ့အတွက်ကျွန်တော်အဲ့ဒါချိန်လေးကိုတစ်ချက်ပြပါမယ်အခုဆိုရင်ဒီမှာဆိုရင်အဲ့ကောင်လေးကိုရွေးလိုက်ပါရွေးပြီးတော့ next name မှာဖြစ်ပါတယ်next name တဲ့အချိန်မှာကျွန်တော်တို့ဖုန်းထဲကိုချိတ်ထားတဲ့ Gmail တွေကိုသူကကုတ်ပို့ပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့မေးတဲ့ကိုသွားဝင်ပြီးတော့ကျွန်တော်တို့သူပို့တဲ့ကုတ်ကလေးကိုတစ်ချက်ကြည့်ပါမယ်ဒီမှာရပါပြီကျွန်တော်တို့အစီကိုကုတ်ပို့ထားတာဖြစ်ပါတယ်1.2695ဟုတ်ကဲ့ကျွန်တော်တို့ကအဲ့ကုတ်ကလေးကိုခုနကနေမှာရိုက်ပါမယ်1.2695ဆိုပြီးရိုက်လိုက်ပါပြီရိုက်ပြီးရင် next နေပါမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ခုနက Google Authenticator နဲ့ချိတ်ဖို့ဒီမှာဆိုရင် key တွေရှိရဗျဒီမှာဆိုခဏလေးအများကြီးနဲ့အဲ့ဒီအကောင့်ကို copy ယူထားလိုက်ပါ copy key ဆိုပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီထဲကနေကျွန်တော် home key နဲ့ထွက်လိုက်ပါထွက်ပြီးရင်ခုနကကျွန်တော် download ဆွဲထားတဲ့ကောင်လေးကိုတစ်ချက်ယူလိုက်ပါယူပြီးရင်ကျွန်တော်အဲ့ထဲမှာခုနကကျွန်တော်ဒီအောက်မှာအပေါင်းပုံလေးရှိပါတယ်အဲ့ဒီအပေါင်းပုံလေးကိုနှိပ်ပြီးတော့ enter a setup key ဆိုတာနှိပ်လိုက်ပါကုတ်နှိပ်နေရာမှာကျွန်တော်က Facebook နဲ့ချိန်မှာဖြစ်တော့ Facebook လို့ရိုက်လိုက်ပါsure key နေရာမှာတော့ကျွန်တော်တို့ခုနက copy ကူးလာတဲ့ key ကို paste ချလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာ time base ဆိုတာကိုရွေးထားပါပြီးရင် add လို့နှိပ်လိုက်ပါဒီကုတ်လေးတွေကကျွန်တော်တို့တမိနစ်တစ်ခါပြောင်းနေမှာဖြစ်ပါတယ်အဲ့ဒီကုတ်ကလေးကိုကျွန်တော် copy ကူးလိုက်ပါချိန်ဖို့အတွက် copy ယူတယ်ကျွန်တော် home key နဲ့ထွက်လိုက်မယ်ခုနကဥစ္စာကို next သွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ enter ကုတ်နေရာမှာ paste ချလိုက်ပါပြီးရင် next ဆက်နေပါ next နေလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ချိန်မဲ့အကောင့်ရဲ့ password ကိုတောင်းပါမယ်အဲ့ password လေးရိုက်ထည့်ပေးလိုက်ပါဗျဒီလိုမျိုးလေးပေါ်လာပြီဆိုတော့လူချင်းမင်းရဲ့အကောင့်ကလုံခြုံသွားပြီဖြစ်ပါတယ်နောက်တနည်းရှိသေးတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တစ်ချက်ဆက်ပြပေးပါမယ်နောက်ထပ်လောက်ထားစရာလေးရှိတာကတော့ကျွန်တော်တို့ဒီတိုင်းဘက်ပြန်သွားလိုက်ပါကျွန်တော်တို့ခုနကအတိုင်းဒီမှာ password and security ဆိုတဲ့ထဲကိုပြန်ဝင်လိုက်ပါမယ်အဲ့ထဲကိုရောက်ရင်ကျွန်တော်တို့အောက်ကလေးကိုနည်းနည်းဆွဲလိုက်ပါဗျဒီမှာ
လုံးရင်အလန်းဆိုတာရှိပါတယ်အဲ့ကောင်လေးကိုကျွန်တော်တို့ဒီမှာဆိုရင်အဲ့ကောင်လေးကိုတစ်ချက်နှိပ်တယ်ဗျအဲ့ကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့အွန်ထားလားမအွန်ထားလားဆိုတော့တစ်ချက်ဝင်စစ်ကြည့်ပါကျွန်တော်တို့ဒီမှာတော့လုံးရင်အလန်းအွန်ထားတာဖြစ်ပါတယ်အဲ့ကောင်ကဘာထူးခြားလဲဆိုတော့ကျွန်တော်တို့တခြား device တစ်ခုကနေဖြစ်ဖြစ်ဥပမာကျွန်တော်တို့ဒီဖုန်းကမဟုတ်ဘဲနဲ့တခြားဖုန်းတစ်ခုကဖြစ်ဖြစ်ကွန်ပျူတာဖြစ်ဖြစ်ကျွန်တော်တို့ Facebook အကောင့်ဝင်ပြီဆိုတာနဲ့သူကနေပြီးတော့ကျွန်တော်တို့အလန်းပေးမှာဖြစ်ပါတယ်ဒီမှာဒီ device ကနေဝင်နေတယ်ဆိုပြီးတော့အဲ့ကောင်လေးကလည်း on ထားတဲ့နဲ့ထဲမှာပါပါတယ်ခုနဥစ္စာလေးချိန်မယ်ဒီကောင်လေး on ထားမယ်ဆိုရင်ကျွန်တော်တို့ Facebook အကောင့်က hacker တွေရန်နေကောင်းကောင်းကြီးလွတ်မြောက်သွားပြီလို့ပြောလို့ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာလိုက်